Hello မင်္ဂလာပါကျွန်မရဲ့မြန်နေဦး page ကနေကြိုဆိုလိုက်တယ်ပေါ့နော်နာမည်ကတော့မြန်နေဦးဖြစ်တယ် business page နာမည်ကတော့မြန်နေဦးဖြစ်တယ်ပေါ့နော်ကျွန်မတော့မြန်နေဦးဖြစ်တယ်အခုလောလောဆယ်စင်ကာပူနိုင်ငံမှာ fresh and frozen meat supplier company မှာ full time job နဲ့လုပ်ကိုင်နေတဲ့ဝန်ထမ်းတစ်ယောက်ပေါ့နော်အခုလိုမျိုးစကားပြောရတဲ့အကြောင်းအရာလေးတစ်ခုရှိတယ်ဒါမိတ်ဆွေတွေကိုမိတ်ဆက်ပေးခြင်းနဲ့ပေါ့နော်ကျွန်မတို့ရဲ့အချင်းကိုကိုယ့်ရဲ့အချင်းကိုတန်ဖိုးရှိရှိနဲ့အသုံးပြုပြီးတော့ပေါ့နော်ဝင်နဲ့လမ်းကြောင်းကိုဖန်တီးတဲ့ပေါ့နော်ကျွန်မရဲ့ digital business လုပ်ငန်းလေးနဲ့မိတ်ဆက်ပေးခြင်းဖြစ်တယ်ကျွန်မကတော့ business owner ဖြစ်တယ်ပေါ့နော်ဒါ2020လောက်တုန်းကတွေ့ရှိခဲ့တယ်2024မှာပေါ့နော် US ဒေါ်လာကျွန်မရဲ့ mentor ရဲ့ website မှာနာမည်နဲ့ email ထည့်ပြီးတော့လေ့လာခဲ့တယ်နှစ်လကြာမှာ US ဒေါ်လာ149ကျပ်ပြီးတော့ဆက်ပြီးလေ့လာခဲ့တယ်2023 ဇူလိုင်2025မှာပေါ့နော် business owner တယောက်ဖြစ်သွားခဲ့တယ်အဲ့ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဒါကျမတို့ရဲ့business owner တွေပေါ့နော်ကိုယ့်ရဲ့ base မှာရက်90အနေနဲ့ဒီ challenge ခေါ်လာတာကျမကဒီနေ့ဆိုလို့ရှိရင်ဒီ54ကိုရောက်ရှိလို့လာပြီအဲ့ဒီကောင်းစလေးနဲ့ပတ်သက်ပြီးတော့ညဝပြတော့မယ်ပေါ့နော်ဘာလေးလဲဆိုတော့ဆက်လက်ပြတောင်းပြပါအောင်ဒါမိတ်ဆွေတွေကိုကျမတို့ရဲ့ business လုပ်ငန်းအကြောင်းတွေကိုညဝပြခြင်းဖြစ်တယ်ပေါ့နော် What did you don't start today ပေါ့နော်ဒီနေ့မစရင်ဘာဖြစ်မလဲပေါ့နော်Here you are already realize the core of action show how practication can help them back from opportunities and how today in the past day to begin building a better future ပေါ့နော်ဒီမှာရဲ့ orient ကိုဘာမှမလုပ်ချင်းရဲ့ကုန်ကြစရိတ်တွေသဘောပေါက်စေရန်ကူညီပြီးတော့ရွှေဆိုင်ခြင်းတွေကိုဒါတွေကပေါ့နော်အခွင့်အလမ်းများမှာဘယ်လိုမျိုးတားဆီးနိုင်နေတာလဲပိုကောင်းဖို့အတွက်အနာဂတ်တစ်ခုကိုတည်ဆောက်ရန်ယနေ့မှစပြီးတော့အကောင်းဆုံးနေ့ဖြစ်ကြောင်းကိုကျမအနေနဲ့ပေါ့နော်ဒါမိတ်ဆွေတွေကိုညှောက်ပေးသွားမယ်ပေါ့နော်ကျမရဲ့ပြည်သူတွေကိုလည်းပြောချင်တယ်ပေါ့နော်အချိန်ဆိုတာကဒါအကန့်အသတ်မရှိဘူးမှန်တယ်ဒါပေမဲ့တော့ပြန်ဆိုလို့မရဘူးအဲ့ဒီအတွက်ပေါ့နော်ကိုယ့်ရဲ့ဒါအားလက်တဲ့ကိုယ့်ရဲ့အချိန်ကိုပေါ့နော်အကျိုးရှိသုံးဖို့အတွက်ကိုယ်ဝါသနာပါတာကဘာလဲအဲ့ဒီဝါသနာပါဖို့အဲ့ဒီဝါသနာကိုပေါ့နော်လက်တွေ့အကောင့်ထဲပေါ်ဖို့အတွက်ဘာလုပ်လို့ရှိရင်ဒီလုပ်ငန်းကိုဖြစ်မြောက်စေမလဲဆိုတာပေါ့နော်အခု idea ရအခုချက်ချင်းထားလို့ရှင်ပေါ့နော်ဒါမလုပ်တာတဲ့စားလို့ရှိရင်ကိုယ့်ရဲ့အချိန်ကိုလည်းအကျိုးရှိလုပ်ရတဲ့တကယ်ဒီလဲပေါ့နော်လက်